ကလေးတွေဖုန်းကြည့်တာရောက်စေမယ်၃ချက်အကောင်းဆုံးပထမအချက်အနေနဲ့ကတော့အာယုံလဲပေးလိုက်ခြင်းဖြစ်ပါတယ်ကလေးတွေအနေနဲ့ဖုန်းလိုမျိုးပဲတခြားစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုနဲ့အစားထိုးပေးနိုင်မယ်ဆိုရင်လေသူတို့တွေကလက်ခံကြမှာပါဒုတိယအချက်အနေနဲ့ကတော့ကြောင်းထားပေးလိုက်ခြင်းဖြစ်ပါတယ်ကျောင်းထားပေးခြင်းအပြင်ကလေးတွေရဲ့ဖုန်းကြည့်ချိန်ကိုတိတိတတ်တာကိုရှော့ချပေးနိုင်မှာပါ။ကျောင်းမှာရွေးတူတငယ်ချင်းတွေလည်းရှိတာဆိုတော့အာယုံလဲပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတွေကတစ်ခုပေါ့နော်။နောက်ဆုံးချက်အနေနဲ့ကတော့ကလေးတွေရဲ့ဝါသနာကိုရှာဖွေပေးခြင်းဖြစ်ပါတယ်။ကလေးတွေအနေနဲ့စောရတာတစ်ခုပဲဝါသနာပါတယ်ဆိုတာမျိုးတော့မဟုတ်ဘူးပေါ့နော်။တချင်းနားထောင်ရတာတချင်းဆိုရတာကရတာပုံဆွဲရတာစသဖြင့်ဒီလိုမျိုးဝါသနာလေးတွေလည်းရှိတတ်တာဆိုတော့ဝါသနာတွေကိုရှာဖွေခြင်းအပြင်ပံ့ပိုးပေးနိုင်မယ်ဆိုရင်တော့ဖုန်းအန်တွေကနေလုံးဝကင်းလွတ်နိုင်မှာဖြစ်ပါတယ်။အခုပြောပြပေးသွားတဲ့၃ချက်က screen time များနေတဲ့ကလေးလေးတွေအတွက်ဆိုပေမဲ့လည်းအစရဖုန်းပေးမကြည့်တာတော့အကောင်းဆုံးပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာဖုန်းကြောင့်ဖြစ်လာမယ့်ဆိုးကျိုးတွေကိုဆက်ပြီးပြောပြပေးသွားမှာမလို့စောင့်ကြည့်ပေးအောင်နော်